အခုကျွန်တော်နောက်ထပ်ပြောခြင်းနဲ့အရာကတော့ဘုဒ္ဓတာလည်းရအောင်နောင်လာနောင်သားတွေလည်းသိမှန်အောင်လို့ကျွန်တော်ဒါလေးကိုကျွန်တော်ပြောပြချင်တာပါကျွန်တော်မြန်မာနိုင်ငံရဲ့ပထမဦးဆုံးပုဂ္ဂိုလ်များကိုကျွန်တော်ပြောချင်ပါတယ်ဒီပုဂ္ဂိုလ်များဟာအကောင်းဆုံးသောသူများဖြစ်တယ်လို့အဆိုးဆုံးသောသူများလည်းဖြစ်ကြပါလေသားတို့သမီးတို့အရွယ်တွေသိထားသင့်တယ်လို့မသိသေးတဲ့သူတွေလည်းဒါလေးကိုနားထောင်ပေးပါလို့ကျွန်တော်ဒီနေရာနေပြောချင်ပါတယ်လက်ဆင့်ကမ်းကျွန်တော်တို့မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာဗိုလ်ချုပ်အောင်ဆန်းဟာမြန်မာနိုင်ငံတော်ရဲ့ပထမဦးဆုံးကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါတယ်အမျိုးသားခေါင်းဆောင်ကြီးအဖြစ်တနိုင်ငံလုံးကနေပြီးတော့ဥညွတ်လေးစားရသူတဦးလဲဖြစ်ပါတယ်ဒေါခင်ကြီးဟာဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့ပထမဦးဆုံးအမျိုးသမီးတန်အမတ်ကြီးဖြစ်ခဲ့ပါတယ်ဒေါ်အောင်ဆန်းစုကြည်ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါခင်ကြည်တို့ရဲ့သမီးအငယ်ဆုံးဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာနိုင်ငံရဲ့ပထမဦးဆုံးငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်ဦးတန့်အေရဝတီတိုင်းပန်းတနော်မြို့သားဖြစ်တဲ့ဦးတန့်ဟာမြန်မာနိုင်ငံရဲ့ပထမဦးဆုံးသောကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်တယ်လို့အာရှတိုက်ရဲ့ပထမဦးဆုံးသောအတွင်းရေးမှူးချုပ်လည်းဖြစ်ခဲ့ပါဆက်ရွှေတိုက်မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသမ္မတဟာဆက်ရွှေတိုက်ဖြစ်ပြီးတော့ရှမ်းလူမျိုးဖြစ်ပါတယ်ဦးနုမြန်မာနိုင်ငံရဲ့ပထမဦးဆုံးသောဝန်ကြီးချုပ်ဟာဦးနုဖြစ်ပါတယ်ဝန်ကြီးချုပ်ဦးနုကိုနှစ်ကြိမ်တိုင်တာဝန်ထမ်းဆောင်ခွင့်ပေးခဲ့ပါတယ်ဦးရွှေအိုးဟာမြန်မာနိုင်ငံရဲ့ပထမဦးဆုံးသောအင်ဂျင်နီယာဘွဲ့ကိုရရှိသလိုရှေ့မြန်မာဘုရင်များဖြစ်ကြတဲ့မင်းတို့မင်းလက်ထက်အိမ်ရှိစံကနောင်မင်းသားကြီးရဲ့အစီအစဉ်ဖြစ်အနောက်နိုင်ငံများသို့ပညာတော်သင်စေလွတ်ခြင်းကိုခံခဲ့ရတဲ့ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်စိန်ဗေဒာဟာမြန်မာနိုင်ငံရဲ့ပထမဦးဆုံးသောနိုင်ငံခြားမှာတွားရောက်ဖျော်ဖြေခွင့်ရတဲ့စိုင်းစရာရွာသားကြီးတဦးဖြစ်ခဲ့ပါတယ်ပါတော်မူပြီးတီဘောမင်းကိုအိန္ဒိယနိုင်ငံရတနာဂီရိမြို့မှာတွားရောက်ပြီးတော့မြမဂီတကိုဖျော်ဖြေခဲ့တဲ့အနုပညာရှင်တဦးဖြစ်ပါတယ်ဦးညီပုဟာမြန်မာနိုင်ငံရဲ့ပထမဦးဆုံးသောရုပ်ရှင်မင်းသားဖြစ်ခဲ့ပါတယ်ဦးနေဝင်းတို့မဟုတ်ဗိုလ်ချုပ်နေဝင်းဟာမြန်မာနိုင်ငံရဲ့ပထမဦးဆုံးသောအာဏာသိမ်းခဲ့တဲ့အာဏာရှင်တဦးဖြစ်ခဲ့ပါတယ်သူ့ရဲ့ကောက်ကြည့်ရုပ်မာတဲ့အမွေဆိုးတွေကိုဦးစောမောင်နဲ့ဦးတန်းရွှေ1988ခုနှစ်မှာတစ်ကြိမ်မင်းအောင်လှိုင်က2021ခုနှစ်မှာတစ်ကြိမ်အမွေစက္ကန့်သူအဖြစ်မြန်မာပြည်မှာတမိုင်းညစ်ရေးထိုးခဲ့တဲ့သူပဲဖြစ်ပါတယ်ကျွန်တော်ရဲ့စိန်သီးတုတဆွေစုံလေးကိုနောင်လာမယ့်ရက်တွေမှာဘယ်နိုင်ငံအကြောင်းတွေဘယ်နိုင်ငံဘုဒ္ဓတွေကိုဘလို့တင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာချစ်စွာသောမိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်တာဂါရဝပြုလိုက်ရပါတယ်ခင်ဗျာ